ဇလန်းအစမှာကျွန်တော်တို့ဟာလင်လီဆိုတဲ့လူငယ်တယောက်ကိုတွေ့ရမှာဖြစ်ပါတယ်။သူဟာယနေ့ခေတ်ကဘာကြီးမှာစက်ရုံတရုံကိုပိုင်ဆိုင်ထားတဲ့အရာရှိတယောက်ဖြစ်ပေမဲ့လက်ရှိမှာတော့စီးပွားရေးပြက်ကွက်ပြီးအကျွေးတွေ16000တင်နေတဲ့အတွက်အကြီးအကျယ်ဒုက္ခရောက်နေရရှာပါတယ်။ဒီနေ့မှာတော့သူအကျွေးယူထားတဲ့လူမိုက်အဖွဲ့ဟာတတ်မှတ်ထားတဲ့ရက်မတိုင်ခင်မှာတင်သူ့ရဲ့ကုန်တော်ယုံကြီးကိုအထမသိမ်းပိုက်ဖို့အတွက်လူအင်အားပြည့်နဲ့ရောက်ရှိလာကြပါတယ်။လူမိုက်ကောင်းဆောင်ကအပြင်ကနေတကားကိုရိုက်ချိုးပြီးအထဲကိုဝင်လာဖို့ကြိုးစားနေတဲ့အချိန်မှာလင်လီဟာကုန်းလောင်ယုံထဲမှာပုံနေရင်းကနေအသက်ဘေးကလွတ်မြောက်ဖို့အတွက်နီးလက်ရှာဖွေနေခဲ့ပါတယ်။အဲ့ဒီလိုထွက်ပြေးစရာလမ်းမရှိပဲအသေးအတန်ဖြစ်နေတဲ့အချိန်မှာပဲသူ့ရဲ့ကုန်းလောင်ယုံအလဲတက်တက်မှာထူးဆန်းအံ့ဩဖို့ကောင်းတဲ့အလင်းတန်းတကားပေါက်ကြီးတစ်ခုရုတ်တရက်ပေါ်ပေါက်လာတာကိုတွေ့လိုက်ရပါတယ်။အပြင်ကလူမိုက်တွေရဲ့လက်ချက်နဲ့အသေးခံရမဲ့အတူတူဆိုပြီးလင်လီဟာအဆိုးဆုံးကိုရင်ဆိုင်ဖို့ဆုံးဖြတ်ကအဲ့ဒီထူးဆန်းတဲ့အလင်းတန်းတကားပေါက်ထဲကိုစွန့်စားပြီးခုန်ချလိုက်ပါတော့တယ်။အလင်းတန်းတကားထဲကနေသူကျဆင်းသွားတဲ့နေရာကတော့ကျွန်တော်တို့ကဘာနဲ့လုံးဝမတူညီတဲ့အခြားကဘာတစ်ခုကပူပြင်း၆သွေးလာတဲ့တဲကန်နာယာကြီးတဲ့ပဲဖြစ်ပါတယ်။လင်လီဟာကောင်းကင်ကြီးကိုမောကြည့်လိုက်တဲ့အခါကောင်းကင်မှာနေမင်းကြီးနှစ်စင်းတပြိုင်နက်တည်းထွက်ပေါ်နေတာကိုတွေ့ရတဲ့အတွက်အလွန်အံ့ဩသွားခဲ့ပါတယ်။အဲ့ဒီနောက်ပတ်ဝန်းကျင်ကိုကြည့်လိုက်တဲ့အခါမှာတော့အဝတ်အစားဆန်းဆန်းပြပြတွေဝတ်ဆင်ထားပြီးမျက်မှောက်ခေါင်းပါကရေငက်လို့တေလူမျောပါဖြစ်နေတဲ့စစ်တီတော်တွေနဲ့အတူအလွန်ချောမောလှပတဲ့မိန်းကလေးတစ်ယောက်ကိုပါတွေ့ရှိခဲ့ပါတယ်။အဲ့ဒီမိန်းကလေးဟာထိုတိုင်းပြည်ရဲ့မင်းသမီးလေးလူရှန်ဖြစ်ပါတယ်။လင်လီဟာလူသားချင်းစာနာစိတ်နဲ့သူမကိုကယ်တင်ဖို့အတွက်သူ့စီမှာပါလာတဲ့ပလတ်စတစ်ရေတန့်ဘူးကိုထုတ်ပြီးရေတိုက်ဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့တတိပြန်လည်လာတဲ့စစ်တီတော်တွေကလင်လီဟာသူတို့ရဲ့မင်းသမီးလေးကိုရန်ပြုမလို့အထင်မှားပြီးဓာတ်တွေနဲ့ဝိုင်းမိုးကတားဆီးခဲ့ကြပါတယ်။လင်လီကဒါဟာအသက်ကယ်နိုင်တဲ့နတ်ရည်စင်ဖြစ်တယ်လို့ရှင်းပြခဲ့ပြီးစစ်တီတွေဟာလည်းအလွန်မင်းမောပန်းနွမ်းနယ်နေတဲ့အတွက်လင်လီကိုဆက်မတိုက်ခိုက်နိုင်ပဲလဲပြိုသွားကြပါတယ်။လင်လီကမင်းသမီးလေးလူးရှန်ကိုရေတန့်ဘူးတွေကရေတွေကိုဖြည်းဖြည်းချင်းတိုက်ကျွေးလိုက်တဲ့အခါမင်းသမီးလေးဟာတတိလဲလာပြီးလင်လီရဲ့ထူးဆန်းတဲ့အဝတ်စားတွေနဲ့အလွန်တက်ရှင်းလို့တဲ့ရေကိုကြည့်ပြီးလင်လီကိုနတ်ပြည်ကဆင်းသက်လာတဲ့မတင်မျိုးနတ်ဖျားတစ်ပါးလို့ထင်မှတ်သွားပါတော့တယ်။တသက်လုံးညစ်ပတ်တဲ့ရေဆိုးတွေကိုပဲတောက်ခဲ့ရတဲ့စစ်တီတော်တွေဟာလည်းလင်လီပေးဝေတဲ့တန်ရှင်လုံးပြီးချိုမြိန်လာတဲ့ရေတန့်တွေကိုတောက်ခွင့်ရတဲ့အခါမှာတော့အလွန်အမင်းဝမ်းသာပီတိဖြစ်ပြီးလင်လီရှိမှဒူးထောက်ကတော့ကနတ်ဖျားတစ်ပါးလို့ကိုးကွယ်ကြပါတော့တယ်။လင်လီကမိမိကိုယ်ကိုနတ်ဖျားမဟုတ်ပဲတာမန်စီးပွားရေးသမားတစ်ယောက်သာဖြစ်ကြောင်းပြောပေမဲ့မင်းသမီးနဲ့စစ်တီတွေကတော့လုံးဝမယုံကြည်ကြပါဘူး။မင်းသမီးလေးလူရှန်ကမိမိတို့မျိုးကိုတော်လန်ရေးတပုံတွေကတိမ့်ပိုက်လိုက်တဲ့အတွက်အခြားမျိုးကိုအကူအညီတောင်းဖို့သွားရင်းနဲ့တဲကန်နာရထဲမှာလမ်းပြောက်ပြီးရိတ်ခါပြက်ကဒုက္ခရောက်နေရခြင်းဖြစ်ကြောင်းရင်ဖွင့်ပြောပြခဲ့ပါတယ်။ညဘက်ရောက်လာတဲ့အခါမှာတော့အားလုံးဟာအစာငတ်နေကြတဲ့အတွက်လင်လီကသူ့ရဲ့ကြောပိုးအိတ်ထဲကပါလာတဲ့အတင်စားအမဲသားခောက်ဆွဲထုတ်တွေကိုထုတ်ပြီးချက်ပြုတ်ဖို့ပြင်ဆင်ပါတယ်။သူကမိချစ်အသေးလေးတစ်ခုနဲ့မိကိုအလွယ်တကူညှိလိုက်တဲ့အခါစစ်တီတွေဟာလင်လီကိုမိတောက်ကိုစီမံနိုင်တဲ့မော်ဒန်မော်ဆရာကြီးလို့ထင်ပြီးထပ်မံအံ့ဩကြပြန်ပါတယ်။ခောက်ဆွဲအိုးဆူလာလို့ခောက်ဆွဲထုတ်ထဲကအမွှေးကြိုင်ထုတ်တွေကိုဖောက်ထည့်လိုက်တဲ့အခါမှာတော့တခါမှမရဘူးတဲ့အလုံးမွေးကြိုင်လာတဲ့အစားအသောက်အနံ့အသက်တွေကြောင့်အားလုံးဟာသွားရည်တများများကျလာကြပါတယ်။စစ်သားကြီးတယောက်ကရှေးဟောင်းကျန်းစာတွေထဲမှာအနံ့အသက်အလုံးမွေးတဲ့အရာတွေဟာအစိတ်တောက်ဖြစ်တတ်တယ်လို့သတိပေးခဲ့ပေမဲ့မင်းသမီးလေးကတော့နတ်ဖျားသာရန်ပြုလို့ကရေတိုက်ပြီးကဲတင်ထားမှမဟုတ်ဘူးလို့ပြန်ပြောခဲ့ပါတယ်။အားလုံးရဲ့တန်တရားကိုဖြေဖျောက်ဖို့လင်လီကခောက်ဆွဲကိုအရင်ဆုံးမြည်ဆန်းပြခဲ့ပြီးမင်းသမီးလေးကိုပထမဆုံးကျွေးမွေးခဲ့ပါတယ်။မင်းသမီးလေးဟာအတင်စားခောက်ဆွဲရဲ့အရာသာကိုမြည်ဆန်းမိတာနဲ့တပြိုင်နက်တကိုယ်လုံးအင်အားတွေပြန်ပြေးလာပြီးမရက်မနာတရက်ဆက်စားတော့ပါတော့တယ်။စစ်တီတော်တွေလည်းခောက်ဆွဲစားခွင့်ရတဲ့အခါဒါဟာငကားအသေးနဲ့ဖီနစ်ငတ်သားတို့နဲ့ချက်ထားတဲ့နတ်တုတ်တာစားစာဖြစ်ရမယ်လို့တစ်ထစ်ချယုံကြည်သွားကြပြီးဝမ်းသာလွန်းလို့မျက်ရည်တွေတောင်ကျခဲ့ကြပါတယ်။မင်းသမီးလေးကလင်လီကိုအလွန်ကျေးဇူးတင်ပြီးနောက်တစ်ချိန်မှာလင်လီအတွက်ရွှေရုပ်တုကြီးထုလုပ်ပြီးအစဉ်အမြဲကိုးကွယ်ပါမယ်လို့ကတိပြုခဲ့ပါတယ်။အဲ့ဒီနောက်မင်းသမီးလေးကတစ်တာထဲကနေအဝတ်နဲ့ပတ်ထားတဲ့ရွှေတုံးကြီးတစ်တုံးကိုထုတ်ပြီးလင်လီကိုကျေးဇူးဆက်တဲ့အနေနဲ့ပေးအပ်ခဲ့ပါတယ်။လင်လီဟာအလေးချိန်10ကီလိုဂရမ်လောက်ရှိတဲ့အစစ်အမှန်ရွှေတုံးကြီးကိုကြည့်ပြီးအတွင်းစိတ်ထဲကနေအတိုင်းမသိဝမ်းသာသွားခဲ့ပါတယ်။လင်လီကရွှေတုံးကိုလက်ခံလိုက်ပြီးသူပြန်လာခဲ့အောင်မယ်လို့မှာကြားကအလင်းတန်းတကားကတဆင်မိမိတို့ကဘာကိုပြန်လဲထွက်ခွာခဲ့ပါတယ်။မိမိကဘာကကုံတော်ယုံထဲကိုပြန်ရောက်လာတဲ့အခါလင်လီဟာဒါတွေဟာအိမ်မက်မဟုတ်ကြောင်းရွှေတုံးကြီးကိုကင်ကြည့်ပြီးအတည်ပြုနိုင်ခဲ့ပါတယ်။ထူးခြားတာကအခြားကဘာမှာ12နာရီလောက်အချိန်ကုန်ဆုံးခဲ့ပေမဲ့မိမိကဘာမှာတော့တနာရီတောင်မပြည့်သေးတဲ့အတွက်အချိန်စီးဆင်းမှုမတူညီတာကိုသိလိုက်ရပါတယ်။အပြင်ကလူမိုက်တွေတကားဖြတ်ပြီးဝင်လာတဲ့အခါမှာတော့လင်လီကရွှေတုံးကိုအမြန်ဝက်လိုက်ပြီးသူတို့ကို3ရက်အတွင်းအကျွေးဆက်ပါမယ်လို့အချိန်ဆွဲကမောင်းထုတ်လိုက်ပါတယ်။အဲ့ဒီနောက်လင်လီဟာထိုရွှေတုံးကြီးကိုယူပြီးရွှေဆိုင်ကိုတွားရောက်ခဲ့ပါတယ်။ရွှေဆိုင်ပိုင်ရှင်ဟာအစပိုင်းမှာလင်လီရဲ့ဖုံမုံတွေပေးချင်နေတဲ့အဝတ်စားတွေကြောင့်အထင်သေးခဲ့ပေမဲ့လင်လီထုတ်ပြလိုက်တဲ့ရွှေတုံးကြီးကိုစစ်ဆေးကြည့်တဲ့အခါမှာတော့ယနေ့ခေတ်နည်းပညာနဲ့တန်ဖိုးဖြတ်လို့မရအောင်အလွန်တက်စင်လုံးနဲ့ရှေးဟောင်းရွှေစင်ရွှေသားဖြစ်နေတာကိုတွေ့ရှိသွားပါတယ်။ဆိုင်ပိုင်ရှင်ဟာလင်လီကိုအထူးဧည့်သည်တော်ကြီးအဖြစ်ချက်ချင်းပြောင်းလဲဆက်ဆံပြီးထိုရွှေတုံးအတွက်ငွေကြေးသိန်းပေါင်း90ကိုလင်လီရဲ့ဘဏ်အကောင့်ထဲကိုချက်ချင်းလွှဲပြောင်းပေးအပ်လိုက်ပါတယ်။ငွေတွေအများကြီးရလာတဲ့လင်လီဟာအခြားကဘာကပစ္စည်းတွေနဲ့စီးပွားရှာဖို့အတွက်ကုံလောင်ယုံကိုပြန်လာပြီးအစီအစဉ်တွေစတင်ဆွဲပါတော့တယ်။
3 ရက်ပြည့်တဲ့အခါမှာတော့လူမိုက်တွေဟာရှေ့နေတယောက်ကိုပါခေါ်ပြီးလင်းလီရဲ့စက်ရုံမြေကွက်ကိုသိမ်းပိုက်ဖို့စာချုပ်တွေနဲ့အတူရောက်လာကြပါတယ်။လင်းလီကတော့အေးအေးဆေးဆေးပဲရက်နေပြီးသူတို့ရဲ့အကျွေးဖြစ်တဲ့ငွေကြေးသိန်းပေါင်း24ကိုချက်ချင်းချက်လက်မှတ်ဖြတ်ပြီးသူတို့မျက်နှာရှိမှချပြလိုက်ပါတယ်။လူမိုက်တွေဟာလင်းလီစီမှာဒီလောက်ငွေမြောက်များဘယ်ကရလာလဲဆိုတာမယုံကြည်နိုင်ပဲအတုဖြစ်ရမယ်လို့ဆွဆွဲကြပါတယ်။ဒါပေမဲ့လင်းလီကအွန်လိုင်းကနေငွေလွှဲဝင်သွားတဲ့အထောက်အထားအစစ်အမှန်တွေကိုပြသပြီးအကျွေးရုံခန်းကိုပါဖုန်းခေါ်ပြီးအတီးပြုပေးလိုက်တဲ့အတွက်လူမိုက်တွေဟာဘာမှဆက်မပြောနိုင်ပဲစက်ရုံထဲကနေကုတ်ကုတ်ကလေးပြန်ထွက်သွားရပါတော့တယ်။ထိုအချိန်မှာပဲလင်းလီရဲ့မိသားစုမိတ်ဆွေဟောင်းဖြစ်တဲ့ဝေဝေဆိုတဲ့မိန်းကလေးရောက်လာပြီးစက်ရုံရဲ့အစုရှယ်ယာ60%ကိုပေးရင်ငွေကြေးသိန်းပေါင်း90နဲ့ကူညီမယ်လို့ကမ်းလှမ်းလာပါတယ်။လင်းလီကတော့သူမဟာကူညီချင်တာထက်စက်ရုံကိုသိမ်းပိုက်ချင်တာမှန်းသိတဲ့အတွက်ကမ်းလှမ်းချက်ကိုပယ်ချပြီးစာချုပ်ကိုစုပ်ခဲပစ်လိုက်ပါတယ်။အဲ့ဒီနောက်လင်းလီဟာအခြားကဘာကစစ်တီတွေကိုကူညီဖို့နဲ့မိမိအတွက်ရှေးဟောင်းပစ္စည်းတွေရှာဖွေဖို့ရည်ရွယ်ချက်နဲ့ကဘာသုံးကယ်ဆယ်ရေးရိတ်ခါတက်တာကြီးတွေစွမ်းအားမြင့်ခင်မီမီဆိုင်တွေနဲ့တားရဲတွေကိုမောင်းထုတ်နိုင်တဲ့အတန်ချဲဆက်တွေကိုအမြောက်များမှယူစုဆောင်ပါတော့တယ်ဝေဝေကလင်းလီစီကိုထပ်မံရောက်ရှိလာပြီးဒီလောက်ငွေတွေနဲ့ရိတ်ခါတွေဘယ်ကရလဲမှောင်ခိုလုပ်ငန်းတွေလုပ်နေတာလားလို့လာရောက်စုံစမ်းပါတယ်လင်းလီကသူဟာအခြားကဘာတစ်ခုကရှေးဟောင်းလူမျိုးစုကြီးတစ်ခုကိုရှာဖွေတွေ့ရှိထားကြောင်းအမှန်တိုင်းပြောပေမဲ့ဝေဝေကတော့သူ့ကိုပြက်လုံးထုတ်နေတယ်လို့ထင်ပြီးမယုံကြည်ပဲထွက်သွားခဲ့ပါတယ်ရိတ်ခါတွေနဲ့ပစ္စည်းတွေအားလုံးအစင်သင့်ဖြစ်တဲ့အခါလင်းလီဟာအလင်းတန်းတကားကတဆင့်အခြားကဘာကိုဒုတိယအကြိမ်ပြန်လည်ကူးတန်းသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာအခြားကဘာကမင်းသမီးလေးနဲ့စစ်တီတော်တွေဟာရန်သူတော်လန်ရေးတပုံစစ်တပ်ရဲ့ဝိုင်းရပိတ်ဆို့ခြင်းကိုခံထားရပြီးအသက်ပေးနဲ့ရင်ဆိုင်နေရပါတယ်။ရန်သူကောင်းဆောင်ကမင်းသမီးလေးကိုအညံ့ခံဖို့ချင်းချောက်နေစဉ်မှာပဲကောင်းကင်ကြီးတစ်ခုလုံးမှောင်မိုက်သွားပြီးပြင်းထန်တဲ့လျှက်စီးကြောင်းကြီးတွေနဲ့အတူလင်းလီဟာရိတ်ခါအိတ်ကြီးကိုလွယ်ပြီးရုတ်တရက်ရောက်ရှိလာပါတယ်။ရန်သူတွေကလင်းလီကိုအထင်သေးပြီးဓာတ်နဲ့ဝင်ရောက်တိုက်ခိုက်ခဲ့ပေမဲ့လင်းလီကသူ့ရဲ့ကြောပိုးအိတ်ထဲကပါလာတဲ့ခင်မီလျှက်စစ်တုပ်ကိုထုတ်ပြီးခုခံလိုက်တဲ့အခါရန်သူစစ်သားဟာလျှက်စစ်ရှော့ဖြစ်ပြီးလဲကျသွားပါတယ်။ဒါကိုမြင်တဲ့ရန်သူကောင်းဆောင်ကလူအင်အားနဲ့ဝိုင်းတိုက်ဖို့အမိန့်ပေးခဲ့ပါတယ်လင်းလီကလူအင်အားချင်းမမျှတာကိုသိတဲ့အတွက်ဒုတိယနီးပြူဟာဖြစ်အသားဘူးကြီးတွေကိုထုတ်ပြီးအဖုံးဖွင့်လိုက်ပါတယ်ထိုအသားဘူးကထွက်လာတဲ့အလုံးမွေးကြိုင်လာတဲ့အနှမ်းကြောင့်ရန်သူတွေရောမိမိဘက်ကစစ်တေတွေပါတွားရည်ကြကုန်ကြပါတယ်လင်းလီကထိုအသားဘူးတွေကိုဝေငှကျွေးမွေးလိုက်တဲ့အခါမင်းသမီးရဲ့စစ်တေတွေဟာတန်ခိုးအင်အားတွေတိုးပွားလာပြီးရန်သူတွေကိုလက်ပလာနဲ့တင်ဆွဲဖြက်ပစ်နိုင်လောက်တဲ့အထိစိတ်သက်တွေတက်ကြွသွားကြပါတယ်ရန်သူကောင်းဆောင်ကစိတ်ဆိုးမှန်ဆိုးနဲ့လင်းလီရဲ့ဦးကောင်းကိုဖျက်ပေးနိုင်သူကိုငွေတင်းက1000ပေးမယ်လို့စုငွေထုတ်ပြီးညဘက်အမောင်ထုထဲမှာစစ်တီအကုန်လုံးနဲ့အပြင်းထန်ဝင်ရောက်တိုက်ခိုက်ခိုင်းပါတော့တယ်အမောင်ထုကြီးရောက်လာတဲ့အခါလင်းလီကသူယူလာတဲ့စွမ်းအားမြင့်ခင်မီမီဆိုင်ကြီးတွေကိုအကုန်လုံးတပြိုင်နက်တည်းဖွင့်ချလိုက်ပါတယ်မှောင်မိုက်နေတဲ့ကန်နာရကြီးထဲမှာနေမင်းကြီးပြန်ထွက်လာသလိုမျိုးအလွန်လင်းထိန်သွားတဲ့အတွက်ရန်သူစစ်တပ်ကြီးတစ်ခုလုံးဟာအံ့ဩကြောက်လန့်ပြီးဖျို့ဖျဲဖြစ်ကုန်ကြပါတယ်လင်းလီကအလင်းတန်းတွေကြားထဲမှာရက်နေရင်သူ့ရဲ့အတန်ချက်ဆက်ကြီးကိုတုံးပြီးငါဟာကောင်းကင်ဘုံကစေလွတ်လိုက်တဲ့နတ်ဖျားရဲ့တမန်တော်ဖြစ်တယ်ငါရဲ့အလင်းတန်းမိတဲ့သူမှန်သမျှပြဖြစ်ပြောင်းလဲသွားလိမ့်မယ်အသက်ချမ်းသာရချင်ရင်အခုချက်ချင်းဒူးထောက်ကြလို့မိုးချင်းတန်လို့ဟိမ့်ထွက်အောင်ပြောဆိုလိုက်ပါတယ်အမောင်တဲကဖုံမုံတွေကြောင့်လင်လီရဲ့နောက်ကျောမှာကြီးမားလာတဲ့နတ်ဖျားအရေးမဲကြီးပေါ်နေတာကိုမြင်လိုက်ရတဲ့အခါရန်သူကောင်းဆောင်ပါဝင်စစ်သားအားလုံးဟာကြောက်လန့်တကြားနဲ့လင်လီရှိမှဒူးထောက်အညံ့ခံကြပါတော့တယ်မင်းသမီးလေးလူရှန်နဲ့သူမရဲ့စစ်တီတွေလည်းလင်လီကိုပုံမိုကြီးညိုသွားကြပြီးထိုနေ့ကစလို့မင်းသမီးလေးရဲ့စစ်တပ်ဟာလင်လီရဲ့အမိန့်ကိုပဲနာခံမဲ့နတ်ဖျားရဲ့စစ်တပ်အဖြစ်တစ္ဆာဆိုခဲ့ကြပါတယ်လင်လီဟာတေဆုံးသွားတဲ့တပုံတွေရဲ့ဓာတ်ကြိုးတွေနဲ့တန်ချက်ကအင်ဂျီတွေကိုကြည့်ပြီးဓာတွေဟာသူ့ကဘာမှာရှေးဟောင်းပစ္စည်းစုဆောင်းသူတွေအကြိုက်တွေ့မဲ့အဖိုးတန်ပစ္စည်းတွေမှန်းသိတာကြောင့်အကုန်လုံးကိုတင်ဆက်ပြီးမိမိကဘာကိုပြန်လာခဲ့ပါတယ်သူပြန်ရောက်လာတဲ့အခါထိုပစ္စည်းတွေထဲကအစိမ်းရောင်ရတနာကြောက်တုံးကြီးကိုစေးကြောပြီးအဖိုးတန်ပစ္စည်းလေးလံဆိုင်ကိုတွားရောက်ပြသခဲ့ပါတယ်ဆိုင်ကပညာရှင်တွေဟာတမိုင်းတလျှောက်ဘယ်ခေတ်ကမှမရှိခဲ့ဘူးတဲ့ထူးဆန်းဆန်းပြလာတဲ့လက်ရာနဲ့အရေးသွေးအလွန်မြင့်မားတဲ့ထိုရှင်းဟောင်းပစ္စည်းတွေကိုကြည့်ပြီးအံ့အားသင့်သွားကြပြီးလင်လီကိုငွေကြေးသိန်းပေါင်း900တန်ဖိုးရှိတဲ့ချက်လက်မှတ်တစ်ခုနဲ့လဲလှယ်ပြီးဝယ်ယူခဲ့ကြပါတယ်လင်လီဟာအစိမ်းရောင်ရတနာဆွဲသီးလေးကိုတော့ခြံထားခဲ့ပြီးကျန်တဲ့ပစ္စည်းတွေကိုပဲရောင်းချခဲ့ပါတယ်တစ်ဖက်မှာတော့စက်ယုံမြေကွက်ကိုမရလိုက်တဲ့လူမိုက်တထေးစာအုပ်ကလင်လီနောက်ကိုလူယုံတွေလွတ်ပြီးစုံစမ်းခိုင်းပါတယ်လင်းလီဟာအခုတလောဂျုံမုံနဲ့ရိတ်ခါတွေကိုအမြောက်များဝယ်ယူနေတာကိုသိသွားတဲ့အခါဇာအိုကဈေးကွက်ထဲကကုန်သည်တွေကိုဖိအားပေးပြီးလင်းလီရဲ့စက်ယုံစီကိုကုန်ကျန်းတွေလုံးဝမရောင်းချဖို့ပိတ်ဆို့ဈေးကွက်ဖျက်ဆီးခဲ့ပါတယ်။ကုန်ကျန်းပြက်လက်သွားတဲ့အတွက်လင်းလီရဲ့စက်ယုံဟာအခက်အခဲတွေ့သွားပြီးဇာအိုကလင်းလီစီဖုန်းဆက်ပြီးလှောင်ပြောင်ခဲ့ပါတယ်။အဲ့ဒီနောက်လင်းလီကဇာအိုရဲ့ရုံးခန်းကိုကိုယ်တိုင်သွားရောက်ခဲ့တဲ့အခါဇာအိုကလင်းလီရဲ့စက်ယုံကိုငွေ$နဲ့ဝယ်ယူမယ်ဆိုပြီးစာရွက်စာတမ်းတွေနဲ့မခန့်လေးစားလုပ်ခဲ့ပါတယ်။ဝေဝေကလည်းလင်းလီကိုကူညီဖို့ကြိုးစားခဲ့ပေမဲ့လင်းလီကညှင်းပယ်ခဲ့ပါတယ်လင်းလီဟာစာအုပ်ကိုပညာပေးဖို့အတွက်ဈေးကွက်ရဲ့ထိပ်သီးကုန်ကျန်းပိုင်ရှင်ကြီးထံကိုဓာတ်ရိုက်ဖုန်းခေါ်ဆိုပြီးတမျိုးလုံးမှာရှိတဲ့ဂျုံမုံနဲ့ကုန်ကျန်းထောက်ပံ့မှု3နှစ်စာချုပ်ကိုငွေအပြည့်အဝချက်ချင်းပေးချေပြီးတဦးရဲမူပိုင်ဝယ်ယူလိုက်ပါတော့တယ်
ကုန်ကျန်းပိုင်ရှင်ကြီးဟာလင်းလီစီကငွေကြေးသိန်းပေါင်း1000ချက်ချင်းလွှဲဝင်လာတာကိုတွေ့လိုက်ရတဲ့အခါဇာအိုရဲ့စက်ရုံစီကိုတွားမဲ့ကုန်ကျန်းထောက်ပံ့မှုအားလုံးကိုချက်ချင်းဖျက်သိမ်းပစ်လိုက်ပြီးလင်းလီစီကိုပဲကုန်ကားကြီးတွေအပြည့်နဲ့ပို့ဆောင်ပေးပါတော့တယ်ဇာအိုဟာသူ့စီကိုကုန်တယ်တွေကစာချုပ်ဖျက်သိမ်းကြောင်းဖုန်းတွေတင်းဆက်ဝင်လာတဲ့အခါမှာတော့အကြီးအကျယ်တွေးပြတ်သွားရပါတော့တယ်လင်းလီရဲ့စက်ရုံရှိမှာကုန်ကားကြီးတွေအစီအရောက်လာတာကိုကြည့်ပြီးဝေဟာလည်းလင်းလီရဲ့ငွေအားနဲ့လုံနိုင်စွမ်းကိုမယုံနိုင်တော့အောင်အံ့ဩသွားခဲ့ရပါတယ်လင်းလီရဲ့အကျွေးမရှိပဲငွေသားအင်အားတီးတန့်တဲ့ကမ္ဘာစည်းကွက်ကိုလှုပ်ခတ်နေတဲ့လုပ်ရက်တွေကြောင့်မြို့ကတထေးကြီးတွေဟာလင်းလီကိုအထူးအာရုံစိုက်လာကြပါတယ်မြို့ကအထက်တန်းလွှာတွေတက်ရောက်တဲ့ဂုဏ်တရေရှိပါတီပွဲကြီးတစ်ခုမှာလင်းလီဟာလည်းတက်ရောက်ခဲ့ပါတယ်အစပိုင်းမှာလူချမ်းသာအချို့ကလင်းလီကိုစက်ရုံရောင်းပစ်ဖို့လောင်ပြောင်ခဲ့ကြပေမဲ့လင်းလီကစင်မြင့်ပေါ်ကိုတက်သွားပြီးမိမိရဲ့စက်ရုံကိုသုံးဆပုံမူကြီးထွားအောင်ချဲ့ထွင်တော့မိအကြောင်းနဲ့ဘာဝင်ငွေမှမရှိရင်တောင်နောက်ထပ်အနှစ်50အထိအေးအေးဆေးဆေးလက်ပတ်နိုင်မဲ့မိမိရဲ့ဗန်စင်းရဲ့အထောက်ထားကြီးကိုလူတိုင်းမြင်အောင်ချပြလိုက်တဲ့အခါပါတီပွဲကြီးတစ်ခုလုံးစွန့်သွားပြီးတစ်ချိန်ကသူ့ကိုနှိမ်ခဲ့သူအလုံးဟာလင်းလီစီမှာလာရောက်ဖားရပြီးပေါင်းတင်ဖို့ကြိုးစားကြပါတော့တယ်ဝေလဲလင်းလီစီကိုလာရောက်ပြီးအကျိုးတူပူးပေါင်းဆောင်ရွက်မဲ့လုပ်ငန်းစာချုပ်ကိုချုပ်ဆိုခဲ့ပါတယ်ဇလန်းရဲ့အဆုံးသတ်မှာတော့လင်းလီဟာမိမိရဲ့နာရီကနေထူးဆန်းတဲ့တတိပေးချက်အချက်ပြမိမိလေးလင်းလာတာကိုတွေ့လိုက်ရပါတယ်။အခြားကဘာကပူပြင်းတဲ့တဲကန်နာယာကြီးထဲမှာထူးဆန်းဆန်းပြစွာနဲ့နှင်းတွေထူထပ်စွာကျဆင်းနေပြီးမင်းသမီးလေးနဲ့စစ်တီတွေဟာနောက်ထပ်ကြီးမားတဲ့တဘာဝလုံးအန္တရာယ်ကြီးတစ်ခုနဲ့ရင်ဆိုင်နေရတာကိုလင်းလီသိလိုက်ရတဲ့အတွက်ကြုံတွေ့လာမဲ့စင်ခေါ်မှုအသစ်တွေကိုကဲတင်ရှင်နက်ဖျားတစ်ပါးအနေနဲ့ဆက်လက်ရင်ဆိုင်ဖြည့်ရှင်းမှုအလင်းတန်းတကားစီကိုအပြေးအလွှာပြန်လဲထွက်ခွာသွားရင်းနဲ့ဇလန်းလေးကပြီးဆုံးသွားပါတော့တယ်ဗျာ။